မြစ်တစင်းသားမှာငါးဖမ်းသမားအယောင်ဆောင်ပြီးမြစ်ကိုစောင့်နေတဲ့အဖိုးကြီးတယောက်ရှိတယ်တကယ်တော့သူကအဆောင်ပြဘသူမဆိုဒီမြစ်ကိုဖျက်ဖို့ကြိုးစားတာနဲ့သူကစက်ခတ်လုတ်တစ်ခုကိုနှိပ်လိုက်ရောအဲ့ဒီအခါမြစ်အောက်ခြေကနေတံမဏိကျိုးမြင့်တွေရုတ်တရက်ထွက်လာပြီးတမြစ်လုံးကိုပိုက်ကွန်လိုဖြန့်ကျက်ပစ်လိုက်တာအဲ့ဒီကျိုးတွေကဓာတ်သွားထက်တောင်ထက်သေးတယ်ဖျက်ဖို့ကြိုးစားတဲ့သူတွေဆိုရင်ရှောင်ချင်းမရပဲကိုခန္ဓာတွေပိုင်းဖြတ်ခံရပြီးအသက်ပြောက်ကြတာပေါ့ဒါပေမဲ့ရှောင်းဝမ်းဆိုတဲ့လူငယ်ကတော့မကြောက်ဘူးဗျသူကတရွက်6တွေကိုလေထဲကျဲပတ်လိုက်ပြီးမျက်စိနဲ့မမြင်ရတဲ့အဲ့ဒီကျိုးမြင့်တွေဘယ်မှာရှိလဲဆိုတာအရင်ကြည့်လိုက်တယ်ပြီးတော့မှသူ့ရဲ့ပေါ်ပါတဲ့ကိုဖို့ပညာကိုသုံးပြီးကျိုးမြင့်တွေပေါ်မှာလက်ပြလေးလိုခုန်ပြန်ပြီးကူးတာဗျာအဖိုးကြီးကအံ့ဩသွားပြီးသူ့ငါးဖမ်းတံနဲ့လှမ်းပစ်ပြီးတက်ဖို့ကြိုးစားသေးတယ်ဒါပေမဲ့ရှောင်းဝမ်ကအဲ့ဒီငါးဖမ်းတံကိုတောင်လေထဲမှာဖမ်းနှင်းပြီးတစ်ဖက်ကန်းကိုအသာလေးကူးသွားနိုင်ခဲ့တယ်အဖိုးကြီးလည်းမတက်နိုင်တော့တာနဲ့ရွာထဲကိုအချက်ပေးမိလွတ်ပြီးအကူကြီးတောင်းရတော့တာပေါ့အဲ့ဒီမှာတင်ရွာထဲကအတော်ဆုံးဆိုတဲ့အမျိုးသမီးကသူ့နောက်ကိုလိုက်လာတော့တာပဲသူကလည်းတော်ပုံရတယ်တံမဏိကျိုးထောင်6တွေကြားထဲကနေကိုခန္ဓာကိုကြုံပြီးလွတ်အောင်ရှောင်ထွက်လာတာဒါပေမဲ့ရှောင်းဝမ်နောက်ကိုလိုက်ရင်းနဲ့မတော်တဆချေချော်ပြီးအသက်အန္တရာယ်ရှိတဲ့ကျိုးထောင်6ထဲကိုလွင့်စင်သွားမဲ့အချိန်မှာရှောင်းဝမ်ကအညိုးအတေးတွေကိုဘေးဖယ်ထားပြီးသူ့မောက်ကိုအချိန်မီကယ်တင်လိုက်ပါတော့တယ်哦，想得开，居士。